Hello မင်္ဂလာပါရှင်ကျမအခုမျှဝေပေးချင်တာကတော့ဒီအခြေခံစက်နှင်းလေ့ကျင့်နည်းလေးကိုမျှဝေပေးပါမယ်ကျမတို့ပထမဆုံးစက်နှင်းကိုလေ့ကျင့်တဲ့အခါမှာဆိုရင်ဒီပိတ်စာပေါ်မှာလေ့ကျင့်တာမျိုးမဟုတ်ဘဲနဲ့စာရွက်လေးတွေပေါ်မှာလေ့ကျင့်လို့ရတယ် A4 စာရွက်လေးစုသုံးလို့ရပါတယ်နော်အဲ့ဒီ A4 စာရွက်လေးမှာမြင်းဖြောင်းနေမြင်းကောက်နေအရင်ဆုံးဆွဲပြီးတော့အဲ့ဒီပုံမှာချုပ်ရိုးလေးတွေဖြောင်းအောင်လို့ကျမတို့လေ့ကျင့်ရမှာပါနော်အခုဆိုရင်ကျမကမြင်းဖြောင်းလေးကိုဆွဲပြီးတော့ချုပ်ရိုးတန်းဖြောင်းအောင်လို့နေပြပေးပါပြီเนาะအခုနောက်ထပ်ဒီတောင်ချိုးလေးတွေပါတဲ့အခါမှာဆိုလို့ရှိရင်တတိထားရမှာကတောင်ချိုးလေးတွေရောက်တဲ့ခါကျလို့ရှိရင်အရှိန်လေးကိုနည်းနည်းလျှော့မယ်အဓိကတိတိပပရပ်နိုင်အောင်လို့ပေါ့နော်စပြီးကျမတို့လေ့ကျင့်တဲ့ခါမှာဆိုရင်တော့ဒီမြန်မြန်ဆန်ဆန်ဆက်နေနိုင်ဖို့ထက်အဓိကကမှန်ကန်မှုလိုတယ်ပေါ့နော်အဓိကမြင်းလေးတွေဖြောင်းအောင်လို့ကျမတို့ချုပ်ရိုးလေးတွေဖြောင်းအောင်ကျမတို့နေနိုင်ရမယ်နောက်တစ်ခုကကိုရက်ချင်တဲ့နေရာမှာတိတိကျကျရပ်နိုင်ရမယ်ပေါ့နော်စာရွက်ကိုအသုံးပြုတဲ့အခါမှာဆိုရင်လေကျမတို့က A4 ထက်နည်းနည်းလေးထူတဲ့ဟာကိုလည်းပို့ပြီးသုံးလို့ရပါတယ်เนาะဒီထဲမှာတော့ A4 စာရွက်ကနည်းနည်းလေးပါတဲ့ခါကျတော့ဒီစက်နင်းတဲ့ခါမှာဒီဘိလေးကိုမှာပြီးရှုတဲ့အခါမှာဆိုရင်နည်းနည်းလေးပြဲခြင်းတို့လိုဖြစ်တယ်ပေါ့နော်စက်နင်းလိုက်တဲ့ခါမှာစာရွက်သားကနေပြီးတော့ဒီစက်ကူမှုန်နေအများကြီးထွက်တဲ့ဟာမျိုးဆိုရင်လည်းသုံးလို့မကောင်းဘူးပေါ့နော်အောက်မှာဒီစက်သားတွေကိုစက်ကူမှုန်နေဝင်သွားတယ်ဆိုရင်တိတ်ပြီးတော့မကောင်းဘူးပေါ့ရှင်စာရွက်လေးကိုနောက်လှန်ကြည့်လိုက်เนาะအဲ့ဒီမှာချုပ်ရိုးလေးတွေဖျောက်တန်းနေတယ်ဆိုရင်ဒါကတော်တော်လေးအဆင်ပြေနေပါပြီရှင်မြင်းကောက်တွေမြင်းကွေးတွေဆိုလို့ရှိရင်ကျမတို့ကချက်တဲ့ပုံစံလေးဆွဲပြီးတော့လေ့ကျင့်ကြည့်လို့ရပါတယ်အဲ့ဒီမှာတတိထားရမှာကဒီမြင်းကောက်တွေနဲ့လေ့ကျင့်တဲ့ခါမှာဆိုရင်စက်ကိုနည်းနည်းချင်းကျမတို့ဖြည်းဖြည်းလေးသွားရမယ်เนาะအဲ့ဒီခါမှာပြီးလေးကိုမပြီးတော့အခုရဲ့အကောက်လေးတွေမှာမရွှေ့ပြီးတော့ဖြည်းဖြည်းချင်းသွားရပါမယ်ရှင်အဲ့ဒီမှာဆိုရင်ကျမတို့အမြန်နေလို့မရပါဘူးเนาะအစပြုတဲ့သူတွေအတွက်ဆိုရင်ကျမတို့အမှအမြန်နင်းလို့ရှိရင်ချုပ်ရိုးလိုင်းတွေကချုံထွက်သွားတာမျိုးတွေလိုင်းမဖြောက်တာမျိုးတွေလိုချင်တဲ့ပုံစံတိုင်းမရတာမျိုးတွေဖြစ်တတ်ပါတယ်ရှင်အမှထပ်ပြီးတော့တတိထားရမှာကကျမတို့ကဒီအကိုရဲ့ကောက်တီသွားတဲ့ခါမှာဆိုလို့ရှိရင်ပြီးကိုမှားပြီးတော့ရွှေ့ရပါတော့အဲ့လိုရွှေ့တဲ့ခါမှာအကိုစိုက်ထားမှာပါနော်အလေးကိုစိုက်ထားမှာကျမတို့ကဒီပြီးမှပြီးရွှေ့လို့ရမှာနော်အမစိုက်ထားဘူးဆိုလို့ရှိရင်ဒီချုပ်ရိုးချောင်းကလွတ်သွားတာမျိုးတွေဖြစ်တတ်တယ်နော်အကွေးကောက်လေးတွေအတွက်နည်းနည်းလေးစိတ်ရှိပေးရပါမယ်နော်စပြီးလေ့ကျင့်တဲ့သူတွေဆိုလို့ရှိရင်လွယ်တာလေးကနေပြီးတော့ခတ်တာကိုတစ်စင်းလေ့ကျင့်လို့ရတယ်เนาะပထမဆုံးမှာကျမတို့လွယ်တာလေးနဲ့စမ်းကြည့်မယ်ပြီးတဲ့အခါမှာဆိုရင်မတူတဲ့ပုံစံလေးတွေမတူတဲ့ line တွေအကွေးကောက်တွေနဲ့ကိုစိန်ခေါ်ပြီးတော့လေ့ကျင့်ကြည့်လို့ရပါတယ်ရှင်ချုပ်ပြီးသွားတဲ့ခါမှာလည်းကိုယ့်ရဲ့ချုပ်ရိုးချောင်းလေးတွေအဆင်ပြေလားလှရလားဆိုတာကိုပြန်လှန်ကြည့်ပြီးတော့အမှစစ်ကြည့်လို့ရပါတယ်ရှင်နောက်တစ်ခုကကျမတို့ကပိတ်စာပုံမှာပဲဖြစ်ဖြစ်ဒီစက်ကူပုံမှာပဲဖြစ်ဖြစ်ပေါ့နော်ချုပ်ရမယ့်ချုပ်ရိုးကအတွင်းဘက်မှာကျနေတယ်ဆိုရင်အခလေးကိုလည်းမှားမယ်ပြီးတော့ပြီးလေးပါမှားပြီးကိုလိုချင်တဲ့နေရာနေစပြီးတော့နင်းပါမယ်ရှင်ချိုးရိုးချောင်းလေးတွေကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်စဝိုင်းချင်းရှိလဲစဝိုင်းနေနဲ့ဒီအဝိုင်းတွေအဝေးဝိုက်တွေလုပ်ပြီးတော့ဆွဲပြီးလေ့ကျင့်လို့ရပါတယ်เนาะကျွန်မကတော့ဒီမှာဒီလက်နဲ့ပဲအလွယ်ဆွဲထားလိုက်တာပါရှင်ချိုးရိုးလိုင်းလေးတွေလေ့ကျင့်တဲ့အခါမှာဆိုရင်ဒီကြိုက်တဲ့ပုံစံလေးတွေလုပ်လို့ရတယ်เนาะစဝိုင်းနေတဲ့စဝိုင်းရှိစဝိုင်းလေးတွေနဲ့လုပ်ပြီးတော့ဆွဲလို့ရပါတယ်เนาะ S ပုံစံလေးတွေဖြစ်ဖြစ်မြင်းကွေးမြင်းကောက်ကြိုက်တဲ့ပုံစံလုပ်လို့ရတယ်เนาะကျွန်မကတော့ဒီထဲမှာဒီတိုင်းပဲအလွယ်ဆွဲထားတာပေါ့เนาะဘာမှမပါပဲနဲ့အစာပြမဲ့သူတွေအတွက်အကျိုးတုံတစုံတရာရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။တကယ်လို့အကျိုးတစုံတရာရှိခဲ့မယ်ဆိုရင်လည်းကျမရဲ့ channel လေးကို subscribe လုပ်ပေးလို့ရပါတယ်ရှင်။နောက်ထပ်လည်းထပ်ပြီးတော့ဒီသင်ခန်းစာလေးတွေကိုအခြေခံကနေအစင်းမြစ်ထိဒီသင်ပြကိုကျမမျှဝေပေးဖို့လည်းစီစဉ်ရှိပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကြည့်ရှုကြတဲ့တဦးတယောက်ချင်းဒီအားလုံးကိုတကယ်ပဲကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေကိုထပ်ပြီးတော့မျှဝေပေးဦးမှာဖြစ်ပါတယ်နော်။အဲ့တော့ထပ်ပြီးတော့စောင့်ကြည့်ပေးပါဦးရှင်။ကျေးဇူးတင်ပါတယ်ရှင်။